ဒါကတော့တထေးကြီးအီလွန်မတ်အကြိုက်ဆုံးအချိုပွဲတွေထဲကတစ်ခုပါပဲအမေရိကန်နိုင်ငံရဲ့တိတ်ရာဂိုင်နှုန်းသောသူတွေသာစားသုံးနိုင်ကြပါတယ်ဘာလို့လဲဆိုတော့ကြံတဲ့လူတွေကမတက်နိုင်လို့ပါပဲဒါကိုမဟုတ်နိုင်ဘူးထင်နေရင်တော့မီချီလင်းစားဖို့မူဘယ်လိုပြုလုပ်ရတယ်လဲဆိုတာလေ့လာကြည့်ရအောင်ပထမဦးစွာပန်းသီးတွေကိုအတုံးသေးသေးလေးတွေတုံးပါတယ်ထို့နောက်ပန်းသီးစိတ်တွေကိုအချိုရည်ထည့်ထားတဲ့အိုးထဲကိုပြောင်းထည့်ပါတယ်ပို့ပြီးတော့ငွေးကြိုင်လန်းဆန်းစေဖို့ရို့မယ်ရီအရွက်အနှဲငယ်ထည့်ပါတယ်ထို့နောက်ဝိုင်အနှဲငယ်ထည့်ပြီးအကုန်ရောငွေလိုက်ပါတယ်ပန်းသီးအနှစ်တွေကိုပုံစံခွက်ထဲထည့်ပါတယ်မိနစ်30လောက်အေးခံလိုက်တဲ့အခါပိုမိုကျွတ်ရွသွားစေပါတယ်အဲ့ဒီနောက်မှာတော့ခရင်တွေကိုတိမ်ဆိုင်တိမ်ခဲလေးတွေလိုဖြစ်တဲ့အထိကောင်းကောင်းငွေပေးလိုက်ပါတယ်ခရင်တွေကိုပန်းသီးပုံစံခွက်ထဲညှစ်ထည့်ကပန်းသီးပုံဖော်လိုက်ပါတယ်ခရင်ရဲ့အလဲမှာအေးခဲထားတဲ့ပန်းသီးအနှစ်ထည့်ပါတယ်ပုံစံခွက်ထဲရောက်သွားတဲ့ခရင်တွေကိုလည်းအေးခန်းထဲထည့်အေးခံပါတယ်စပိုမူနောက်တစ်ခွက်ကတော့ပန်းသီးပုံအသွင်ပြောင်းဖို့အတွက်ပြုလုပ်ပါတယ်။နို့မူရောစပါးနဲ့ချောကလက်တို့ကိုအရေးဖြောကာရောငွေလိုက်ပါတယ်။ထို့နောက်တကယ်ပန်းသီးအခွန်နဲ့တူအောင်စိမ်းရောင်ကာလာထည့်ပါတယ်။အဲ့ဒီအစိမ်းရောင်အရည်တွေကိုလောင်းချလိုက်တဲ့အခါမှာတော့ချုံမွေးတောက်ပတဲ့ပန်းသီးအခွန်ကိုရရှိပါပြီ။ဂျယ်လီလိုပြောအိနေပြီးပန်းသီးနဲ့တကယ်တူလှပါတယ်။ပြောဤတောက်ပနေတဲ့အစိမ်းရောင်အပြင်ခွန်ရဲ့အတွင်းဘက်မှာတော့ချုံမြအရည်ရွှဲနဲ့ပန်းသီးအနှစ်တည်ရှိလိုနေပါတယ်။